ကတိစကားတစ်ခုလိမ်လည်မှုတစ်ခုပြီးတော့ပေးဆက်လိုက်ရတဲ့တန်ဖိုးတစ်ခုဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ရိုးသားခြင်းအကြောင်းကိုပြောပြမှာပါဒီစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးကိုအတူတူနားထောင်ကြည့်ကြရအောင်ကဲဇာတ်လမ်းလေးမစခင်မှာခဏလေးအတူတူစဉ်းစားကြည့်ချင်ပါတယ်ကိုယ့်ဘဝမှာလေပေးခဲ့ဖို့တဲ့ဂတိတွေထဲမှာဘေဂတိကအရေးကြီးဆုံးထင်မယ်လို့ထင်ပါလေဟုတ်တယ်ဂတိစကားလေးဆိုတာကကျွန်တော်တို့အားလုံးရဲ့ဘဝမှာတကယ်ကိုအရေးပါတဲ့အစိတ်ပိုင်းတစ်ခုပဲမဟုတ်လားကောင်းပြီကျွန်တော်တို့ရဲ့ဇလန်းကတကယ်ကိုထူးခြားတဲ့လူလေးစုနေတဲ့အတိုက်အဝင်းလေးတစ်ခုကနေစတင်ပါတယ်အဲ့ဒီနေရာကဘယ်လိုနေရာလဲဆိုတော့အချင်းချင်းမျှဝေခြင်းတရားကိုတန်းဖိုးထားတဲ့နေရာတစ်ခုပေါ့ဒီလိုနေရာမျိုးကိုခဏလာမျိုးလုံးနဲ့မှအမြင်အောင်ကြည့်လဲပါလူတိုင်းကကိုရှိတာလေးတွေကိုအတူတူမျှဝေသုံးဆွဲကြတယ်ဘသူတရားမှချန်လာမခံရဘူးအဲ့ဒီတော့အဲ့လူဖွဲ့စီမှာဆိုရင်လိုအပ်နေတဲ့သူစင်ရတဲ့သူဆိုတာမျိုးလုံးဝမရှိခဲ့ဘူးပေါ့သူတို့ရဲ့ရဲရော်မှုကဘလောက်အထိလဲဆိုတာချီအောင်သူတို့တွေကလည်းတစ်စစ်တဝမ်းတဲ့ဖြစ်နေကြတာဆိုလိုတာကအတွေးခေါ်တဲ့ခံစားချက်တွေကတထက်တဲကျနေတာပေါ့ပြီးတော့လိုအပ်နေတဲ့သူတွေထက်ဆိုရင်ဖြည်းဖြည်းကြီးဆွန့်လွတ်ပေးကမ်းကြတဲ့နောက်တစ်ချက်ကပိုတောင်အံ့ဩဖို့ကောင်းတဲ့တခြားသူတွေကိုကူညီနိုင်ဖို့အတွက်ဆိုကိုပိုင်အိမ်တွေကိုပိုင်မြေတွေကိုတောင်ရောင်းချပေးခဲ့ကြတာဘာလို့ရဲဆိုတော့လေသူတို့တော့ပိုက်ဆံတဲ့လူချင်းချင်းထားတဲ့မေတ္တာကအများကြီးပို့ပြီးတော့အရေးကြီးနေလို့ပဲဒါပေမဲ့ဒီလောက်ကောင်းမွန်တဲ့လူဖွေစီထဲမှာပဲတခြားအတွေ့တခြား agency ရှိတဲ့သူတွေပေါ်လာခဲ့တယ်။ကဲအခုကျွန်တော်တို့ဇလန်ရဲ့အဓိကဇက်ကောင်နေအောင်ထက်တဲ့သူတို့ရဲ့လျှော့ဝယ်ပြီးတကူကောင်းဆန်တဲ့အစီအစဉ်အကြောင်းကိုစပြီးပြောပြတော့မယ်။ဟုတ်ကဲ့ဒီ FSC ထဲမှာအာနနီနဲ့ Sheffield ဆိုတဲ့ဇနီးမောင်နှံတကြုံရှိခဲ့ပါတယ်။သူတို့လည်းပဲတခြားလူတွေလိုပဲသူတို့ပိုင်ဆိုင်တာတွေကိုလူတာမှမဲ့ဆိုပြီးအားလုံးရဲ့ရှေ့မှာဂတိပေးခဲ့ကြတာပေါ့။ဒါပေမဲ့ဂတိပေးပြီးတိတ်မကြပါဘူး။သူတို့နှစ်ယောက်စိတ်ပြောင်းသွားတယ်။နှမျောတဲ့စိတ်တီဝင်လာတယ်။ကိုယ်ပိုင်ဆိုင်တာတွေကိုလက်မလွတ်ချင်တော့ဘူး။အဲ့လိုပါစိတ်ကသူတို့ရဲ့ကောင်းမွန်တဲ့မူလရည်ရွယ်ချက်ကိုလွှမ်းမိုးသွားခဲ့တာပေါ့ဗျာ။ဒီနေရာမှာအရန်ကိုရှင်းလင်းတဲ့ကွာခြားချက်ကြီးတစ်ခုကိုကျွန်တော်တို့တွေ့ရမှာပါ။ကြည့်လိုက်။တစ်ဖက်မှာကလူများစုသူတို့ကမေတ္တာတရားကိုအခြေခံပြီးရိုးရိုးသားသားပေးကမ်းလူရန်ကြတယ်။အာနာနီနဲ့ရှက်ဖီရီတို့ကြတော့ဟောတကူကောင်းဆန်တဲ့စိတ်နဲ့လူတွေရဲ့ချီးမွမ်းမှုကိုလိုချင်လို့လိန်ဖို့ကြံစည်ကြတာပဲ။သူတို့ရွေးလိုက်တဲ့လမ်းတစ်ခုကလုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ကဲသူတို့ရဲ့ရှုပ်ဝက်စီစဉ်ကပါလဲဆိုတော့ရှင်းရှင်းလေးပါသူတို့ပိုင်တဲ့မိကိုရောင်းမယ်ရလာတဲ့ပိတ်စံတွေကနည်းနည်းလေးကိုပဲလှူမယ်ဒါပေမဲ့အားလုံးကိုလှူလိုက်တယ်လို့မျိုးဟန်ဆောင်မယ်အဲ့ဒီတော့သူတို့အတွက်ကညခွန်းပေါ့ပိတ်စံလက်ကျက်မယ်လူများရဲ့လေးစားကြည့်ချမှုကိုလည်းရမယ်အဲ့ဒီလိုသူတို့ထွေးခဲ့ကြတာဒီလိုနဲ့အာနာနိကသူ့လူမဲ့ငွေကိုတမန်တော်ဒီစီယူလာတဲ့အချိန်ကိုရောက်လာတော့အဲ့ဒီအချိန်မှာပဲသူတို့ရဲ့လူဝက်အချမ်းစီကြီးကပေါ်သွားတော့မှာအခြေအနေကတကယ်ကိုတင်းမာနေပြီကမန်တော်ပေဒရိုကအာနာနီကိုတဲ့တဲ့ပဲကြည့်ပြီးမေးလိုက်တယ်အာနာနီခမ ्या ကတန်းချင်းသောဝိညာဉ်တော်ကိုလိန်ညာပြီးတော့မြေရောင်လို့ရတဲ့ငွေတချို့ကိုဖွက်ထားဖို့စာတန်ကိုဘာလို့စိတ်ထဲဝင်ခွင့်ပေးလိုက်ရတာလဲဆိုပြီးတော့ပေါ့ဆိုလိုတာကပေဒရိုကသူတို့ရဲ့လိန်လည်မှုကိုအစားကတည်းကသိနေခဲ့တာပါအဲ့ဒီနောက်မှာပေတရုကကခဲကိုအရေးကြီးတဲ့ချက်တစ်ခုကိုရှင်းပြလိုက်ပါတယ်။သူပြောတာကအဲ့ဒီမြေကခမားပိုင်တာပဲ။ရောင်းချင်ရောင်းကိုဘာသာတင်ထားခြင်းတင်ထားဘသူကမှလူပါလို့အတင်းချက်ဖိအားမပေးခဲ့ဘူးတဲ့။ဆိုတော့ပြဿနာကပိတ်ဆံကိုအတွက်ချန်ထားတာမဟုတ်ဘူး။အဓိကပြဿနာကလိန်ညာခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာပေတရုကအဆုံးအဖြတ်ပေးတဲ့စကားတစ်ခုကိုပြောလိုက်တယ်။ခပြားလိန်နေတာလူကိုမဟုတ်ဘူး။ဖျားသခင်ကိုလိန်နေတာပဲ။ဒီစကားတစ်ခုကသူတို့ရဲ့လောက်ရကတာမန်လိန်လည်မှုတစ်ခုထက်ဘလောက်တောင်ကြီးလေးတဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြလိုက်တာပါပဲအဲ့ဒီလိန်လည်မှုပေါ်သွားပြီးတဲ့နောက်မှာတော့ဘယ်သူမှထင်မကားတဲ့အဖြစ်အပျက်တွေထက်လာခဲ့တယ်တကယ်ကိုထိတ်လန့်စရာကောင်းတဲ့အကျိုးဆက်တွေချက်ချင်းဆိုသလိုပဲပေါ်ပေါက်လာခဲ့ပါတယ်အဖြစ်အပျက်တွေကတကယ်ကိုမြန်ဆန်ပြီးကြောက်စရာကောင်းခဲ့တယ်ပထမဆုံးပေတရုရဲ့စကားကိုကြားချင်းပဲအန်နနီယေကအဲ့ဒီညမှာနဲ့လဲကြပြီးအသက်ထွက်သွားတယ်အဲ့ဒီမှာရှိတဲ့လူငယ်တွေကသူ့အလောင်းကိုတတ်ထုတ်ပြီးတင်ကြိုလိုက်ကြတယ်။အဲ့ဒီနောက်3နာရီလောက်ကြာတော့ဘာတွေဖြစ်သွားမှမသိတဲ့သူ့ဇနီးရှက်ဖီတွေရောက်လာရောပေတရုကသူ့ကိုလည်းမြေရောက်စေးကြောင်းထပ်မိတယ်။ရှက်ဖီတွေကလည်းသူ့ယောက်ျားလိုပဲအမားကိုထပ်ပြီးလင်ညာခဲ့တယ်။အဲ့ဒီမှာတင်ပဲရှက်ဖီတွေဟာလည်းသူ့ခင်မွန်းလိုပဲကြောက်စရာကောင်းတဲ့အဆုံးသတ်နဲ့ရင်ဆိုင်လိုက်ရတော့တာပါပဲ။ဒီဖြစ်ပျက်ကြီးကြောင့်အဲ့ဒီနေရာမှာရှိတဲ့လူတွေရောဒီအကြောင်းကိုပြန်ကြားရတဲ့သူတွေအားလုံးမှာတုံးလုံးချောင်းချသွားကြတယ်လို့ဆိုပါရဲ့။ဒါဟာတကယ်ကိုအားလုံးသက်အလီနဲ့တဲ့သတိပေးချက်တစ်ခုဖြစ်သွားခဲ့တာပေါ့ကဲဒီလုံခဲ့တဲ့နှစ်ပေါင်းများစွာကဇလန်းကနေဒီနေ့ခေတ်ကျွန်တော်တို့အတွက်ဘာသင်ခန်းစာတွေရနိုင်မလဲဒီဇလန်းရဲ့တကယ်အရေးပဲကိုအခုတို့ဆက်ပြီးကြည့်လိုက်ကြအောင်ဒီဇလန်းကနေကျွန်တော်တို့သင်ယူရမယ့်အရေးကြီးတဲ့စကားလုံးတစ်ခုကတော့ဟန်ဆောင်ခြင်းပါပဲ
ဟန်ဆောင်ခြင်းဆိုတာပါလေရှင်းရှင်းလေးပါအပြင်ပန်းမှာတော့လူကောင်းတယောက်လုံးအများအကျိုးကိုတဲ့ပိုးနေတယ်လို့မျိုးပြနေပြီမြအတွေးစိတ်ထဲမှာတိတ်တိတ်ကလေးမှာတော့ရိုးသားမှုမရှိတဲ့အလုပ်တွေကိုလုပ်နေတာမျိုးပေါ့အာနာနီနဲ့ရှာဖီရိုရဲ့လုံရက်ကဒါကိုအတိအကျပြနေတာပဲ ဒီဇလန်ကနေပေးခြင်းတဲ့အဓိကသတိပေးချက်ကတော့ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာဘာတွေတကယ်ရှိနေလဲဆိုတာကိုဖေလာတကန်ကအကုန်လုံးမြင်တယ်သူ့ကိုဘယ်တော့မှလှည့်စားလို့မရဘူးဆိုတာပါပဲဒီဖြစ်ရကရိုးသားမှုဟာဘလောက်တောင်ရေးကြီးတယ်ဆိုတော့ပြသလိုက်တဲ့ပြင်းထန်တဲ့သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ် ဒါဆိုရင်ဒီဇလန်တကူလုံးကနေရိုးသားမှုနဲ့ပတ်သက်ပြီးမသားထားတဲ့သင်္ကန်းက3ခုကိုအတူတူကြည့်အောင်နံပါတ်1အမှန်တရားကိုတန်ဖိုးထားတတ်ဖို့ပါဘာလို့လဲဆိုတော့လိမ်လည်မှုတစ်ခုကနေပိုကြီးတဲ့ပြဿနာတွေအများကြီးဖြစ်လာနိုင်လို့ပဲနံပါတ်2ဂတိစကားတွေကအရေးကြီးပါတယ်အထူးသဖြင့်ဘုရားသခင်ကိုပေးထားတဲ့ဂတိကအရေးကြီးဆုံးပဲပေါ့နောက်နံပါတ်3စစ်မှန်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားပါဆိုလိုတာကလူတွေရှင်းမှာရောကြွယ်ရမှာပါတထတိကျတဲ့လူတစ်ယောက်ဖြစ်ဖို့အရေးကြီးတယ်ဆိုတော့ပါပဲ ဒီဇလန်လေးကိုအဆုံးမတက်ခင်မှာဒီမေခွန်းလေးတစ်ခုကိုတော့ကိုပြန်မေ့ကြည့်ဖို့ခြံထားခဲ့ချင်ပါတယ်တကယ်တော့ရိုးသားတယ်ဆိုတာရဲ့အတိတ်ပဲအစစ်မှန်ကဘာများဖြစ်မလဲ